vision board ကကျွန်တော်ဒီ future ကို proudly ပေးစာမျိုးမဟုတ်ပါတိုးဆိုလေကျွန်တော်ဒီ future တက်ကိုကိုးစားနေရင်ဒီ mindset ကိုအများကြီး proudly ပေးနိုင်ပါတယ် vision board ဆိုတာဇာလေး vision board လုပ်ဖို့ဇာအတွက်ကောင်းလို့ရစားလေး vision board လုပ်ခံဖန်ဇာပိုင်မျိုးအချိုးချစ်စီကိုရရှိလေဟုတ်ကဲ့ကြပါဒီနေ့ကမျိုးကိုဒီ shape ပေါက် message ကနေပြီးသားကဒီ vision board ကိစ္စနဲ့အများလာခဲ့တွေ့တဲ့မျိုး deviation နဲ့နေပြီးသားကအားလုံးကိုပြန်ဖက်ပေးရခက်ဖက်ပါတယ်တချို့လူဒီထောင်ကြကလေ vision board ဆိုတာ trans ခုရဲ့ပုံစံမျိုးပိုင်းနဲ့အမှန်တကယ်ကရပ်ပင်မှာဟုတ်ပါဒီကနေ့ကကိုဤကိုဒီကိုနေပြီးသားက future မှာပို့ပြီးကရှမ်းလမ်းမှန်တောင်းနေပြီးသားကထူးတစ်ခုပဲနေပြီးသားကလုံးချုံတာကို vision board လို့ခေါ်ပါတယ်ဒီစနေမတိတ်မေးခွန်းနဲ့စားပြီးဆို vision board ဆိုတာဇာလေး vision board ဆိုတာကကိုဤဘဝမှာကိုဤ lifestyle မှာနေပြီးသားကို lotion ရာဒီကို pressure ရာဒီကို sanity ကို revolution ရာဒီညဒီအောင်လုံးကမျိုးတနေရာထဲမှာ visual font ကိုအနေနဲ့စူးစိမနာဒီ board ကိုတမဲထားစာကိုရန်ကို vision board လို့ခေါ်ပါတယ်ဥမာကိုကနေပြီးသားကကြမ်းမှာရှာရင်ဖေးသာဆူရှာရင်ကိုကာဝေရှာရင်ကင်မရာဝေရှာရင်ကို traveler ရှာရင်ကို set improvement ဒီကိုကောင်းရှာရင်ရတဲ့ပုံစံမျိုးဒီဖိုက်ပိုင်းနဲ့ရတဲ့အားလုံးကမျိုး visual font လုပ်ပြီးသားကတနေရာထဲမှာစူးစိမနာဒီမျိုး printer အနေနဲ့လုပ်လို့ရတယ်သူဒီမဟုတ် board ခုအနေနဲ့လေးတိုင်မဲ့ထားလို့ရတယ်ရဟန်းဝင်ပြီးသားကမျိုး vision board လို့တိုင်မဲ့နေပါတယ်ဒီပေ go ဒီကိုပုံစံတစ်ခုအနေနဲ့မျက်စိဒီမှာအမြဲတမ်းမှန်အောင်လာအောင်ကိုကြီးဒီ brain ထဲမှာအမြဲတမ်းမပြောင်းလာအောင်ပါရင်လည်း board ကိုပိတ်ဖန်တီးထားစာကို vision board လို့တိုင်မဲ့နေပါတယ်ဒီနေ့ဖက်ဖက်မျိုးကိုလွတ်ဆိုင်ပေါ်ကမဲတစ်ခုအနေနဲ့တိုင်မဲ့ထားရလို့လေးတပ်ပို့လို့ရပါတယ်နံပါတ်2ချက်က vision board လို့ဖို့အစားအတွက်ကောင်းလို့ရစားလိဇာတ်လို့မျိုးချိုးရှင်ဒီမှာမျိုးကြီး doing ဒီက online မှာ prompt ကနေပို့လာမလား direction မှာရှမ်းစာဒီဖိုက်တဲ့ပဲ focus တိကြောက်လိုက်ကြတယ်ရှိရရန်တဲ့မျိုး vision board ဖန်တီးထောက်ကန်အဖန်အများကြီးကိုဤတန်တာကထောက်ကူပူပါရင်နဲ့ကိုလိုရှင်ကို city ကနေပြီးသားကတိုက်တာအတွက်မှာမင်းတောင်းလို့ဖို့ဆိုတာကတခုပိုင်လေးမဖိုက်နေပြအမေတန်အတွဲပုံနေမလားအမေတန်ထိတွေ့နေရဖို့ရဖိုက်တယ် vision board လောက်ထောက်ကန်ကကျွန်တော်တို့ကိုလိုရှင်စာကိုရှမ်းရှမ်းလန်းလန်းသိရတယ်ဒုတိယတစ်ခုကနေတဲ့မရမနာထိတိနေရတဲ့အတွက်နဲ့ကိုဤကိုဒီကိုမပြောင်းလောက်အောင် remind လုပ်ပေးဒီတတိယတစ်ခုကကျွန်တော် motivation ကြားနေတဲ့အချိန်မှာတောင်းကိုကဇာအတွဲကောကိုစောနေဆိုတာကို plan ပြီးသားက remind phrase အဲ့ဒါနဲ့ကိုမရှိပေးလောက်ဇာနေပြီးသားကဒီမောင်မင်းကြီးရဲ့ကိုအုပ်ကြီးဒီမှာတင်မိပါမယ်လားဇာနဲ့အတူတူမျိုးမှန်ပါတယ်ဒါနဲ့ vision board လောက်ထွက်လူနဲ့ vision board မလောက်ထွက်လူနဲ့ကအများကြီး different ဖြစ်ပါတယ်အများကြီးပွားခါပါတယ်ဒီတတိယတစ်ခုကမျိုး vision board လောက်ခံဖန်ဇာကျိုးကျေစုတီရရှိလေဒါပေမဲ့အကျိုးကျေးဇူးတွေရရှိလေဆိုရင်မျိုး focus ပိုကောင်းလာတယ်။ vision မလို့တော့ကမှ focus ပိုကောင်းလာတယ်။ကို lotion ရတဲ့ကို rush ရတဲ့ကိုအမေတန် money ရတဲ့တွေ့နေရတဲ့အခါမှာ focus ပြောင်းမလာတဲ့အတွက်လည်းထိုက်လာနေဖို့ chance ကအများကြီးရှိပါတယ်။ 100% မှာ 90% လောက်ကရှိလို့ပြောလို့ရပါတယ်။ဒုတိယတစ်ခုကကြာခင် motivation ရရတယ်။ဒါလို့ဆိုရင်ကိုဤ go ဒီကိုနေတိုင်းမှန်တွေ့နေရတဲ့အတွက်နဲ့ကိုဤ energy ဒီကလေးပိုတိုးလာတယ်လို့ခံစားရပါတယ်နဲ့မျိုးအနေနဲ့ပြောရဖို့ဆိုပြီးအော်တစ်ခုကနေပြီးတော့ positive mindset အများကြီး progress ဖိုက်လာပါတယ်ဒါဆို collision future ကို visualize လုပ်ရနေပြီးသားကကို stability လေးတာကြီး improve ဖိုက်လာလို့မျိုးမှန်နောက်တစ်ချက်က action ပေါ်ဖိုက်လာပါတယ်ကျွန်တော်ဒီ during ဒီကိုစိတ်ကူးထဲကနေပြီးသားက plan ကနေတဆန် action ဖိတ်တော့ problem လေးစာမှာအများကြီးအထောက်အကူပိုင်းနေအင်းညမှာတည်ထားဖို့တကူက vision board ကကျွန်တော်ဒီ future ကို problem လေးပေးစာမျိုးမဟုတ်ပါတိုးဆိုလေကျွန်တော်ဒီ future တက်ကိုကိုးစားနေရင်ဒီ mindset ကိုအများကြီး problem လေးပေးနိုင်ပါတယ်ရန်အတွက်ကောင်း vision board ဆိုတာဒီ decoration တခုမဟုတ်ပဲကို lotion ရတဲ့ကိုဒီကိုလို edit ရတဲ့ကိုမျက်စိရှင်းမှာ focus ထားမနာကူညီပေးနိုင်ရ tools ခုလိုမျိုးမှန်ပါပိုင်းနဲ့အဲ့ဆိုဒီ vision board ကိစ္စနဲ့ပတ်သက်မနာအများကြီးနောက်လေသဘောပေါက်လာခဲ့ဖို့လို့ပြောလိုက်ပါရဒီလိုကိုမှဒီတနိုက်တာအတွက် vision board မလို့အသိငယ် vision board လောက်ပါလူငယ်တီးဆိုရအများကြီးလောက်ပန်းပါပိုင်းနဲ့ vision board ရှိလူတယောက်နဲ့မရှိလူတယောက်နဲ့ကအများကြီးกว่าเข้าပါတယ်ကျွန်တော်အဲ့ဆိုပဲဒီဗီဒီယိုရှိကိုဒီမှာပဲအဆုံးသတ်လိုက်ပါမယ်ဒီ vision board ကိစ္စနဲ့ပတ်သက်ပြီးနောက်ထပ်မိမရှာတာရှိတယ်မျိုးဒီ comment အောက်မှာမိမလိုရရဲ့ပိုင်းမျိုး message share ပါမလေးတော့ဒါမိမလိုရပါတယ်ကျေးဇူးတင်ပါတယ် see you in my next one ပါ